အားလုံးပဲမင်္ဂလာပါတို့ကတော့အေးရေးဝဝအိတ်ထားလို့ตาရကြည်လင်ပြီးနိုးလာပါပြီရေချိုးကန်ထဲမှာစိန်ရင်နိုင်ငံခြားကမှာပြီးဝယ်ထားတဲ့ flower tea လေးတောက်ရတာကလည်းအရသာတစ်မျိုးပါပဲလှလှလေးဖြစ်နေအောင်ပြင်ရမယ်ဒီနေ့ကတိုးကောင်လေးနဲ့နာမည်ကြီးစားတော့ဆိုင်တစ်ခုမှာညစာတူတူစားဖို့ချိန်ထားတယ်လေဒါတောင်မမီလက်ဆောင်ပေးထားတဲ့နီလာတစင်စာထုတ်ဖို့ချင်သေးတာဒါပေမဲ့အရန်တောဆန်နေမှာဆိုလို့မဟုတ်တော့ပါဘူးနော်ဒီကားကတော့တူးကိုပိုင်ဝင်ဝင်နဲ့ဝယ်ထားတာလေနောက်လှလောက်ဆိုရင်တော့မော်လေးပူမြင့်တာလေးထက်လေးမလို့တွေးနေတယ်ထူးထူးဆန်းဆန်းတူးကောင်လေးကနောက်ကျနေပါလားဘီလီယံနာစီးပွားရေးလုပ်ငန်းရှင်ဆိုတော့လေအလုပ်တွေများရှာမှာပေါ့ဟေးပန်းပွင့်ပုံစံမီးပန်းနေဖုန်နေပါလားအစ်စ်မြင့်စားတော့ဆိုင်ကြီးကတူးအတွက် service ပေးတာထင်ပါတယ်ဟေးကြည့်ပါဦးလက်ထပ်ခွင့်တောင်းနေတာပဲဟေးတူကောင်လေးကတူပူပူးနေတာပဲကြည့်ပါဦးနိုင်ငံခြားမျိုးတွေကြောင်လေးတွေနဲ့စိန်လက်စွပ်ကြီးမလီ yes ကောင်လေးကချိုးလက်ခံလိုက်မယ်နော်ဟူမမအိတ်နေရင်ရှောင်းနေပါလားငါဖိတ်ဆာနေတာကို तू ကအိမ်မက်မက်ကောင်းနေတယ်ထငါ့ကိုအစာကျွေးဦးနင်းပိုင်ဆိုင်တဲ့ညထဲမှာတန်ဖိုးအကြီးဆုံးကငါပဲ